အခုဗာလေခင်းနေတဲ့သူကအလုံးကြောင်းနေပြီကလေးလက်ဝဲကိုရှိတယ်မောင်မောင်ဒါဘလုံးလဲဆိုတာကြောင်းစီရတယ်လေဟောနေပြီကွာကြည့်ရဲတင်တာကလေးကိုတနာတော့ဒါမဲ့ဒါသူ့ဘာလဲယူရအောင်နော်အဝိုင်းနဲ့သူကလူကြီးပေါ့လူငယ်ပေါ့ဒီဆုံးမှာအော်သူချောပလို့အားရအော်ကင်းအလားနဲ့အဘယ်ရအဲ့ဒါဟိုမနဲ့ကလေးကပေးရဟုတ်လားဝေးချမ်းမယ်တဲ့ချောင်းစီရည်နေအောင်ကျန်းတယ်ဟုတ်လားကိုမထိုးလားသူများနောက်မလို့ကြည့်သူများတနာလို့ဒီအလားကြိုက်တယ်ဒီမှာဆယ်စုGod bless you W အခုပါလေအမျိုးသမီးပွဲနော်ဘယ်ဝင်ထုံးမယ်အမျိုးသမီးကလည်းမျိုးသားနဲ့ထိုးရဲဒီနှစ်ယောက်ကချင်းချင်းချစ်လို့မထိုးရဘူးထင်တယ်အိုးဒီပွဲမှာလူငယ်နဲ့အတက်ကြီးလူချတယ်ဟုတ်လားကျေးဇူးပါ thank you ကောင်းပါလို့ပဲလို့ကမီမလို့ it's okay thank you အင်ဂျီတွေ့ရနော်ဒါလည်း okay ကျေးဇူးပါ Happy New Year အကညော်နီတော်ပြီးတော့နောက်တစ်မျိုးကပါဘယ်လိုလဲ Cloning Tantan Cloning Tantan Cloning Tantan Cloning is program okay Cloning Tantan ရောနေတော့ Cloning ထောက်ပါ okay ကျေးဇူးပါနားလေခုနရေးခဲ့ဖို့ခဏပိတ်တယ်စောက်ပါပြီလားဒီကဲဟုတ်လားစောက်ကောင်းလားတက်လိုက်တာခုနခဏပဲကိုင်းလို့ပြောပြီးတော့စောက်ပါရမယ်နော်မနေ့ကဒီတင်းရောက်တယ်လည်းနောက်ကြတယ်မနေ့အစိုးရလေသူကဘဲဖန်တာရှိတယ်ပြီးတော့အမလည်းဟိုကစားစီရတခုကစားတယ်ဒီကစားစီရဘယ်လိုခေါ်လဲအော်ကောင်းနဲ့ရိုက်တာအော် pillow fight အမျိုးသားအမျိုးသမီးရအော်အဲဟုတ်လားအခုဘယ်လိုထုံးမလဲဆိုတော့အခွာနေအောင်ထုံးမယ်အခွာနေအောင်ဒီမှာစေးအောင်ထားတာစုံနဲ့ကိုပြီးပြောမှာပါပြီအဖွာနေအောင်မဟုတ်ပါဘူးအဖွာတယောက်နဲ့လူငယ်တယောက်ဒီပွဲပြီးရင်လွန်ဆွဲဆိုမယ် correct နေတဲ့ကူမှာနော်အလုံးမှာခုနလက်ဝဲပြီးသွားပြီအခုလွန်ဆွဲပွဲအင်္ဂလိပ်စကားမှာဘယ်လိုပြောမလဲ tug of war မမီလာလွန်ဆွဲပွဲဘယ်လိုခေါ်လဲ tug of war အဲ့စကလုံးဘယ်လိုသိရကိုပြပြောလို့သိရတယ် okay နိုင်မလားဟုတ်လားနိုင်အောင်ဆွဲcome on fighting အိုင်နဲ့အော်လက်ဆွဲအခုကအမျိုးသားလဲနော်အမျိုးသားပါဟုတ်လားကလာနိုင်ပြီတော့ဒီပွဲမပြီးနိုင်လို့ကိုပြီးသွားအိုမာရမှာခုနလိုပဲကြည့်လိုက်ကိုရောက်ပဲနော်အခုသမင်းစားဖို့ဖိတ်ခေါ်တယ်စားဖို့ဖိတ်ခေါ်ပါတယ် Okay ကျေးဇူးပါအော်ဆွဲမယ်စားမယ်ဘူကလုံးဖိုက်စားနေပြီဆိုတော့သမင်းတော့ဆွဲမယ်မသမင်းကြီးရလူကဲကိုရပါဘယ်ဦးနဲ့ဟုတ်လားငပီကျိုးနဲ့သမင်းကဲ share ပဲခုသမင်းစားတဲ့အချိန်သူအားလုံးအတွက်အစားအစာမေးတယ်နော်စားပြီးပြီဆိုတော့ကိုပကံကိုဆေးပါဟုတ်မှာနေပါတယ်
ဟဲ့ကောင်းတယ်ကောင်းတယ်